လူတယောက်ရဲ့နှလုံးခုန်တဲ့ရက်တက်သွားတဲ့အခါခုံးတော့အလုံးမလုံးတော့တဲ့အခါအားလုံးကဒါအဆုံးသက်ပဲလို့သတ်မှတ်လိုက်ကြတယ်။ဒါပေမဲ့ချို့သူတွေကတော့ဒါဟာခရီးစဉ်အတစ်တစ်ခုရဲ့အစဖြစ်နေတတ်ပါတယ်။ဒီမှာတော့စီးပညာအရာတည်ဆုံးသွားပြီလို့သတ်မှတ်ခြင်းခံရပြီးမှအံ့ဩစရာကောင်းလောက်အောင်အသက်ပြည့်ရှင်လာတယ်လေ။မြင်တွေ့ခဲ့ရတဲ့အခြားကဘာတစ်ဖက်ကြောင့်ပြင်ဆက်ပြီးတော့မှဖြစ်ပါတယ်။1990ပြည့်နှစ်ကဖြစ်ဖြစ်တစ်ခုပါ။သက်40အရွယ်ရှိတဲ့လူသားတို့ဟာပြင်းထန်တဲ့နှလုံးရောဂါကြောင့်ခွဲစိတ်ခံနေမှာနှလုံးရက်တက်သွားခဲ့ပါတယ်။ဆရာဝန်တွေက10မိနစ်ကြာကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။သူတည်ဆုံးသွားပြီလို့အတီးပြုဖို့အတွက်ပြင်ဆင်နေချိန်မှာပဲမယုံနိုင်စရာကောင်းတော့အောင်နှလုံးခုန်တဲ့ပြန်လဲထွက်ပေါ်လာခဲ့ပါတယ်။သူတတိယလာတဲ့အခါမှာပြောပြခဲ့တဲ့အရာတွေကလူတိုင်းကိုစက်သိမ်းထစေခဲ့ပါတယ်။သူကသူ့ရဲ့ရှုံးလောင်းကိုပေါ်ကနေငုတ်ကြည့်နေခဲ့ရတယ်လို့ဆိုပါတယ်။ဆရာဝန်တွေပြောနေတယ်ဘယ်ကိရိယာတွေကိုသုံးနေလဲဆိုတာကိုအားစားအသေးစိတ်ပြန်ပြောနိုင်ခဲ့ပါတယ်။သူဟာမှောင်မင်းနေတဲ့လှိုင်ကောင်းတစ်ခုတွေကနေတောက်ပလုံးနဲ့အလင်းတစ်ခုစီကိုတွားခဲ့ရတယ်လို့လည်းဆိုပါတယ်။အဲ့ဒီနေရာမှာရှားဘူးတမျှတွေကအငြင်းချမ်းဆုံးခံစားမှုကိုရခဲ့တယ်လို့လည်းဆိုပါတယ်။ဒီဆုံးသွားတဲ့သူ့ရဲ့ဆွေမျိုးတွေကသူ့ကိုလာရောက်ကြိုဆိုပြီးမင်းပြန်သွားရအောင်မယ်။မင်းရဲ့အချိန်ကြာသေးဘူးလို့ပြောခဲ့တယ်လို့လည်းဆိုပါတယ်။ဒါကိုသိပ္ပံပညာရှင်တွေကတော့ဒါဟာဒီကနေ့အချိန်မှာအုံနောက်ကထုတ်လွှင့်လိုက်တဲ့တက်ပစ္စည်းတွေကြောင့်ဖြစ်ပေါ်လာတဲ့အာယုံခြောက်ခြားမှုလို့ဆိုကြပါတယ်။ဒါပေမဲ့လူနာတွေကသူတို့သိနေချိန်မှာအမ်းပြင်ဘက်ကဖြစ်ရတဲ့ကိုဘာကြောင့်အမှန်တိုင်းပြန်ပြောနိုင်နေတာလဲ။ဒါဟာသိပ္ပံပညာကခုထိအဖြေမပေးနိုင်တဲ့ပုံစံတစ်ခုပါ။သိချင်းတရားဆိုတာအမှန်တကယ်ပဲအရာအလုံးရဲ့အဆုံးသတ်လား။ဒါမှမဟုတ်အခြားကဘာတစ်ခုရဲ့တကားဝါလား။ဒီကောဘလို့ထင်ပါလဲ။ဒီလိုထူးခြားဆန်းပြတဲ့အဖြစ်အပျက်တွေကိုယုံကြည်ပါလား။ခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုအများကြီးကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ Unbelievable Channel ကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့။နောက်ထပ်ဗီဒီယိုမှာပြန်လည်တွေ့ကြပါမယ်